မြန်မြန်ပြေးအိမ်ရောက်မှဘေးက ရှင်ထဲမှာအရန်ပူနေလို့မီးနဂါးလေးဝယ်ပေးပါနော် မီးနဂါဘလို့ဖြစ်လို့အဲ့ဒါကြီးကိုဘင်းတို့ ငါမိမကတော့ထူးထူးဆန်းဆန်းနေစားကျင်တယ်ဆိုတော့အကောင်လိုက်သွားဖမ်းပြီးပေးရတော့မယ်မီးနဂါးဆိုမှတော့မီးရှိတဲ့နေရာမှာပဲနေမှာပေါ့အကိုကိုလာပြီဟဲ့မိမအတွက်ဆိုတတ်စွန့်ဆန်ပြားပေါ့ဟောတွေ့ပြီအကောင်ကြီးဆိုရင်ငါ့ကိုမီးခင်စားသွားလိမ့်မယ် ဒီကောင်ပေါက်လေးဆိုရင်တော့တော့ရုပ်ပဲ ပူတယ်အမေနဂါးကြီးပါလားသေပါပြီ ကိုရီငါသားလေးကိုဘယ်သူဖမ်းတာလဲ ပြေးမြန်မြန်ပြေးအိမ်ရောက်မှဘေးကင်းမယ်အမေနဂါကြီးကအစ်စ်ကြီးပါလားမိမရေကိုမီးနဂါဖမ်းလာခဲ့ပြီသေကာနီးဖြစ်ခဲ့တာ မလေးကိုကို ဒါကြီးကဘာကြီးလဲ ဘာလို့ကောင်ကြီးဖမ်းလာတာလဲ မိမပဲမီးနဂါးလိုချင်တယ်ဆို ကိုကိုယေတောက်ရတဲ့မီးနဂါးအချိုရည်ကိုပြောတာ